ဒီဇလန်ဟာတက္ကသိုလ်ဝင်ဝင်ဆောင်ရွက်ဖြစ်ဖို့ရန်နေခဲ့တာလို့တော့တဲ့ထက်တန်းကျောင်းသူလေးဒန်ဘီရဲ့အကြောင်းနဲ့စတင်ထားပါတယ်။ဒါပေမဲ့ဒန်ဘီမှာတော့ပြဿနာကြီးတစ်ခုရှိနေပါတယ်။သူကတင်ချာကိုကျွန်တော်လိုပဲလုံးဝမတော်ပါဘူး။တင်ချာချိန်တိုင်းအိပ်ပျော်နေတဲ့လို့ဆရာစိတ်ပြက်လုံးပြီးတော့ဒီနေ့မှာတော့စာသင်ခန်းရှိကိုခေါ်ပြီးတော့ပု္ပ္ပစာကိုဖြည့်ရှင်းခိုင်းခဲ့ပါတယ်။ထုံးစံတိုင်းဒန်ဘီမဖြေနိုင်ခဲ့ပါဘူး။ဆရာကတော့အတန်းရှိမှာပဲသူ့ကိုစူပူချိန်မောင်းခဲ့ပါတယ်။အိမ်ပင်ရောက်တော့လေစာမကြက်ပဲဖုန်းသုံးတချင်းသားထောင်နဲ့အချိန်ကုန်နေခဲ့ပါတယ်။ဒါကိုမြင်နေမိခင်ကတော့တချင်းစာသားရတယ်လို့သာနေစာရခဲ့မယ်ဆိုရင်ခုချိန်ပညာရှင်ကြီးဖြစ်နေပြီဆိုပြီးတော့ကျွန်တော်အမေလေးတန်းအတိုင်းပဲတထက်သေးပြောပါတယ်။နောက်ပြီးတင်ချာညံ့တာအဖခင်စီကအမွေရလာတာဖြစ်ပြီးတော့ဒီပုံစံနဲ့ဆိုရင်ဘယ်တက်ကတူမှလက်ခံမှာမဟုတ်ဘူးလို့လည်းထပ်ပြီးပြောလိုက်ပါတယ်။ဒီလိုနဲ့ပွားစီလုံနေတဲ့မိခင်နာနေပြီးတော့ဒန်ဘီတယောက်အပြင်သို့ထွက်ခွာသွားခဲ့ပါတော့တယ်။စာမင်းပွဲနေ့ရောက်တော့ဒန်ဘီကနောက်ကျပြီးတော့စိုးရင်စိတ်နဲ့အလင်းမြန်ထွက်လာခဲ့ရပါတယ်။မိခင်ဟာကျန်တဲ့ပစ္စည်းများကိုလိုက်ပေးရင်းနဲ့ဒန်ဘီကိုစမ်းမွဲတေချာဖြည့်ဖို့အတွက်လည်းပြောခဲ့ပါတယ်။ဒန်ဘီထွက်လာပြီးဘတ်စကားဘော်အရောက်မှာပဲမိုးများဟာတဲထန်စွာရွာသွန်းနေပါတော့တယ်။ဘတ်စကားဘော်မှာတင်ချာစာအုပ်ကိုစူးစမ်းပြီးဖတ်ပေမဲ့လည်းဒန်ဘီစိတ်ထဲမှာတော့ကြောက်ရွံ့နေစေပါပဲ။ဆောင်းမွဲခန်းမနာကိုရောက်လာလေသူမရဲ့စိုးရင်စိတ်တွေကလည်းပုံမကြီးမားလာလေပဲဖြစ်နေပါတယ်။ငါမဖြေနိုင်ဘူးဆိုတဲ့တွေးတွေဝင်လာပြီးတော့ဆောင်းမွဲခန်းနဲ့ဝေးရာကိုဒန်ဘီထွက်ပြေးကျင်လာပါတော့တယ်။မိုးရွာနေတဲ့အချိန်လမ်းဘေးကရေကန်ငယ်တစ်ခုရှိမှထိုင်နေစဉ်ရုတ်တရက်ထူးဆန်းတာတစ်ခုဖြစ်ပွားခဲ့ပါတယ်။ထိုရေကန်သားတို့ဒန်ဘီတယောက်ရှောက်သွားပြီးတော့ရေကန်ကိုစူးစူးဆိုင်ဆိုင်ကြည့်နေမိခဲ့ပါတော့တယ်။တစ်ဖက်မှာတော့ရှင်းအောင်အဝတ်စားဝတ်ထားတဲ့လူတစ်စုကမိုးရွာကိုဆူတောင်းနေကြတာကိုမြင်လိုက်ရပြီးတော့မကြခင်မှာပဲဒန်ဘီဟာရေကန်ထဲကိုပြုတ်ကျသွားခဲ့ပါတယ်။သူမပြန်ပြီးမျက်စိဖွင့်လိုက်တဲ့အခါမှာတော့ဒန်ဘီဟာလုံးဝမတူတဲ့ကဘာတစ်ခုကိုရောက်ရှိနေခဲ့ပါပြီ။အဲ့ဒီနေရာကတော့မိုးမရွာတာ3နှစ်လောက်ရှိပြီဖြစ်တဲ့ဂျိုဆုံခစ်ပဲဖြစ်ပါတယ်။သူမအရင်ကြောက်နေပေမဲ့လည်းဒန်ဘီဟာလက်ရှိသူရောက်နေတဲ့နေရာဟာအိမ်မက်ဒါမှမဟုတ်ရုပ်ရှင်ရိုက်ကွင်းတစ်ခုလို့သူထင်မှတ်နေပါတယ်။ထူးဆန်းစွာပြုမှုနေတဲ့ဒန်ဘီကိုမြင်တော့ဘရင်နဲ့သူ့လူတွေကနတ်ဆိုးလို့ထင်ခဲ့ကြပါတယ်။ထိုအချိန်မှာပဲစစ်သားတွေကဓာတ်တွေကင်ပြီးတော့ဝိုင်းလာတဲ့အခါဒန်ဘီကအသက်ရှင်ဖို့ကြိုးစားရင်းကျမအနာဂတ်ကလာတဲ့ចောင်းသူပါလို့ပြောလိုက်ပါတယ်။ဒါပေမဲ့ဒန်ဘီပြောလိုက်တဲ့အဲ့ဒီစကားဟာသူတို့အတွက်တော့မော်မန်တန်တစ်ခုလို့ထင်မှတ်သွားခဲ့ကြပါတယ်။နောက်ပိုင်းမှာဒန်ဘီဟာဘရင်ရှိကိုထပ်မံရောက်လာပြီးတော့အသက်ချမ်းသာဖို့အတွက်သူဟာတင်ကြားပညာရှင်ကြီးတစ်ယောက်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုလိမ်လည်ပြီးတော့ပြောဆိုခဲ့ပါတယ်။ထိုကိစ္စကိုစမ်းသပ်ဖို့အတွက်ဘရင်ဟာပိုက်တာကိုရဲ့ theory ပု္ပ္ပစာတစ်ပုဒ်ကိုပေးလိုက်ပါတယ်။အစားမှာတော့နားမလည်တယ်လို့ဖြစ်နေပေမဲ့ဒန်ဘီတေချာကြည့်တဲ့အခါမှာရိုးရှင်းတဲ့ပု္ပ္ပစာတစ်ပုဒ်ဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်အလွယ်တကူဖြည့်ရှင်းပေးနိုင်ခဲ့ပါတယ်။ထိုအချိန်မှာဘရင်ဟာမိမိတို့နန်းတွင်းမှာရှိတဲ့ပညာရှိတွေတောင်3ရက်လောက်ချိန်ယူရတဲ့ပု္ပ္ပစာကိုဒန်ဘီဟာခဏလေးအတွင်းနဲ့ဖြည့်ဆို့နိုင်လိုက်တာကြောင့်အလွန်အံ့အားသင့်သွားခဲ့ပါတယ်။အဲဒီနေ့ကစပြီးဒန်ဘီဟာကိုဆန်းဆိုတဲ့အမျိုးသားပညာရှင်တစ်ယောက်အဖြစ်နဲ့နန်းတွင်းမှာနေထိုင်ခဲ့ရပါတယ်။ဘရင်ဟာလည်းသူ့ရဲ့ပထမဦးဆုံးကျောင်းသားဖြစ်လာခဲ့ပါတယ်။အံ့ဩစရာကောင်းတာဘရင်ဟာရည်တွက်တာတော့ကောင်းကောင်းမသိပါဘူး။ဒန်ဘီကခြေကမ်းကနေစပြီးတော့ကနန်းတွေပေါင်းတာနှုတ်တာမြောက်တာစားနည်းတွေကိုသင်ပေးရပါတယ်။တဖြည်းဖြည်းနဲ့သင်ချာတာမကသိပ္ပံစေပညာစိုက်ပျိုးရေးပညာတွေကိုလည်းသင်ကြားပေးလာရပါတယ်။သင်ကြားပေးရင်ဘရင်နဲ့ဒန်ဘီကြားမှာထူးခြားတဲ့တန်ရုံးစဉ်တစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ဘရင်ကသူမရဲ့အသိပညာနဲ့စိတ်ဓာတ်ကိုလေးစားလာပြီးတော့ဒန်ဘီကလည်းလူသားဆန်တဲ့ဘရင်ရဲ့စိတ်ဓာတ်ကိုမြင်တွေ့လာရပါတယ်။တနေ့မှာတော့ဒန်ဘီယာသူ့ရဲ့ကဘာယူလာတဲ့ခောက်ဆွဲကြောက်ကိုချက်ကျွေးမယ်ဆိုပြီးတော့ဘရင်အားချက်ကျွေးလိုက်ပါတယ်။ဘရင်လည်းထူးဆန်းတဲ့ရတာဖြစ်တာကြောင့်အာရပါရစားသုံးပါတော့တယ်။ဘရင်ကအရန်ကြိုက်သွားပေမဲ့နောက်နေ့မှာတော့ဘိုက်နာပြီးအော်ဟစ်နေရပါတော့တယ်။ဒန်ဘီယာထိုကိစ္စဟာခောက်ဆွဲကြောက်ကြောင့်ဖြစ်တာလို့ရှင်းပြပြီးတော့ဘရင်ကြီးအားလူခန္ဓာကိုဖွဲ့စည်းပုံအကြောင်းလည်းသင်ကြားပေးခဲ့ပါတယ်။ချိန်ကြာလာနဲ့မျှဘရင်ဟာဒန်ဘီပေါ်မှာစိတ်ဝင်စားလာခဲ့ပါတယ်။ဒန်ဘီကတော့မိုးရီရွာနေတဲ့နေ့ရောက်ရင်မိမိရဲ့ကဘာကိုပြန်သွားရမယ်လို့လည်းအမြဲတမ်းပြောလို့ရှိပါတယ်။ထို့ကဲ့သို့ဒန်ဘီပြောတိုင်းလဲဘရင်ကြီးရဲ့စိတ်ထဲတွင်ပြောမပြတတ်တဲ့ခံစားချက်တစ်ခုဟာဖြစ်တည်နေစေပဲဖြစ်ပါတယ်။ထိုအခြေအနေတွေကြားမှာပဲနန်းတော်ကဘုန်းကြီးချုပ်တစ်ပါးကဒန်ဘီကိုအနေရရှိတဲ့သူတစ်ယောက်ဖြစ်နေမြင်လာခဲ့ပါတယ်။သူမတင်ကြားပေးတဲ့သိပ္ပံပညာနဲ့စာရေးစနစ်အသစ်တွေကြောင့်လူတွေဟာလွတ်လပ်စွာတွေးခေါ်လာမှာကိုစိုးရိမ်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဘရင်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးလုံးဝမကြောက်ခဲ့ပါဘူး။လူတိုင်းစာဖတ်တတ်စေဖို့နဲ့စလုံးအသစ်တွေဖန်တီးဖို့အတွက်ပဲစူးစမ်းနေကြတာပဲဖြစ်ပါတယ်။ဒန်ဘီဟာလည်းအဲ့ဒီလုပ်ငန်းမှာကူညီပေးခဲ့ပါတယ်။ညမှာဘရင်ကသူဖန်တီးရတဲ့အခရာအသစ်တွေကိုဒန်ဘီကိုပြသလိုက်ပါတယ်။ပြီးတော့သူမကိုလက်ထပ်ဖို့လည်းတောင်းဆိုလိုက်ပါတယ်။ဒန်ဘီကတော့မျက်ရည်တွေကျရင်ငင်းဆန်လိုက်ပါတယ်။သူမရဲ့မိခင်ကိုပြန်တွေ့ရအောင်မယ်။မိမိကဘာကိုပြန်သွားအောင်မယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ဘရင်ကြီးအနေနဲ့နာကျင်သွားပေမဲ့လည်းသူမအပေါ်မှာဖ
ဖိအားပေးခြင်းလုံးဝမရှိခဲ့ပါဘူးခံစားချက်ကိုမျိုးတိတ်ခါတိတ်ဆိတ်စွာပဲလှည့်ထွက်သွားခဲ့ပါတယ်အကြခင်မှာပဲဘုန်းကြီးချုပ်ရဲ့လက်အောက်ခံသူတွေဟာဒံဘီကိုတတ်ဖို့အထိစူးစမ်းလာခဲ့ကြပါတယ်သူမလဲကျသွားတဲ့အချိန်တွင်ကြောပေါ်သို့ဓာတက်လက်ရောက်ရှိလာပြီးအခန်းတွင်သို့လည်းမိရှုဖြစ်စီသွားခဲ့ပါတယ်ထိုအခြေအနေတွေကိုသိရှိသွားတဲ့ဘီရင်ကြီးအနေနဲ့ဒံဘီအတွက်အရင်စိတ်ပူခဲ့ရပါတယ်ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဒံဘီဟာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်ဘီရင်ကြီးအနေနဲ့လည်းအမှန်တရားကိုသိရှိသွားပြီးတော့ဘုန်းကြီးချုပ်ကိုထိတ်တိုက်ခေါ်ယူရင်ဆိုင်စစ်ဆေးခဲ့ပါတယ်တက်တေခိုင်လုံစွာနဲ့ငြင်းမရတဲ့အဆုံးဘုန်းကြီးချုပ်ဟာအမှန်တရားကိုဝန်ခံခဲ့ရပါတော့တယ်ဒံဘီရဲ့အသက်သခင်ကတော့သူ့အမြဲတည်ဆောင်လာနေကြတင်ချစာအုပ်အထူကြီးပဲဖြစ်ပါတယ်အမားကိုတည်သွားတဲ့ဘုန်းကြီးချုပ်လည်းဘရင်ကြီးရှေ့မှာဒူးထောက်၍သူ့အမားအားတောင်းပန်ခဲ့ပါတယ်နောက်ဆုံးမှာတော့မိုးဆက်လေးတွေတပေါက်ပေါက်နဲ့မြေပြင်ပေါ်သို့ကျဆင်းလာပါတော့တယ်ထိုမိုးဆက်တွေနဲ့အတူဒံဘီဟာသူချစ်ခင်ရတဲ့တငယ်ချင်းတွေအားလုံးကိုနှုတ်ဆက်လက်ဆောင်လေးများပေးခဲ့ပါတယ်ထို့နောက်ဒံဘီဟာဘရင်ကြီးနဲ့အတူဝမ်းနည်းမှုများဖြင့်ပင်လယ်ကမ်းဆက်အထိလမ်းလျှောက်သွားခဲ့ကြပါတယ်သူတို့နှစ်ယောက်နောက်ဆုံးအကြိမ်စကားပြောပြီးနောက်ဒံဘီကသူမပထမဦးဆုံးရောက်လာခဲ့တဲ့ရေကန်ထဲကိုပြန်လည်ဆင်းသက်လိုက်ပါတယ်ခဏအကြာမှာတော့ဒံဘီဟာသူမမူလကဘာသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်အားသင့်စရာကောင်းတာကစက္ကန့်အနည်းငယ်သာကုံဆုံးသွားခဲ့ပြီးတော့စာမွေးပွဲကလည်းလုံးဝမစသေးပါဘူးဒံဘီဟာစာမွေးပွဲကန်းစီအပြေးသွားပြီးစာမွေးပွဲကိုဝင်ရောက်ဖြည့်ဆို့နိုင်ခဲ့ပါတယ်ဒံဘီဟာအိမ်ပြန်ရောက်တဲ့အခါမိခင်ကိုမြင်မြင်ချင်းပြေးဖက်ပြီးငိုကြွေးလိုက်ပါတော့တယ်ဒီခီးစဉ်ကသူမရဲ့ဘဝမြင်တစ်ခုလုံးကိုပြောင်းလဲပေးခဲ့တာပဲဖြစ်ပါတယ်လာအနေငယ်ကြာပြီးနောက်တနေ့မှာမိုးပြန်ရွာလာခဲ့ပါတယ်မိုးရီတဲ့ဒံဘီလန်းလျှောက်နေစဉ်တယောက်ယောက်ကသူမကောင်းပေါ်ထီမိုးပေးလိုက်ပါတယ်မောကြည့်လိုက်တဲ့အချိန်မှာတော့သူမအလွန်ရင်းနှီးတဲ့မျက်နှာတစ်ခုကိုတွေ့လိုက်ရပါတယ်ဒီလူဟာဂျိုဆွန်းပြင်နဲ့တပုံစံနဲ့တူနေပြီးကျွန်တော်တို့တွေ့ဘူးပါတယ်ဘတ်စကားပေါ်မှာခမားထိကြံခဲ့တော့ကလေလို့အပြုံးလေးနဲ့ပြောလိုက်ပါတယ်ဒီလိုနဲ့အချိန်ခီးသွားမှုနဲ့ကိုရှာဖွေတွေ့ရှိခြင်းတို့ပေါင်းဆက်ထားတဲ့ဇလန်းဟာအဆုံးသက်သွားပါတော့တယ်